တဖြည်းဖြည်းနဲ့အသက်အရွယ်တစ်ခုကိုရောက်လာတာနဲ့အမျှစိတ်တွေဟာအရင်တုန်းကလိုမတက်ကြွတော့ဘဲနဲ့တိတ်ဆိတ်အေးချမ်းမှုကိုပဲမှတ်မောလာတယ်အတိတ်ကဆူညံမှုတွေပြင်းထန်တဲ့ခံစားချက်တွေနဲ့စိတ်ဖိစီးမှုတွေဟာတနေ့တခြားပိုများလာတယ်ဘယ်အရာမှမပြောင်းလဲကြောင်းဘယ်သူမှအမြဲတမ်းမနေရကြောင်းအရာရာဟာအချိန်အတန်လောက်ပဲရှိကြောင်းကိုအချိန်ချင်းတွေ့ကြုံလာတာနဲ့ကိုကိုသာအားကိုးရာအဖြစ်အတိအမြင်အတစ်တစ်ခုနဲ့လက်ခံတက်လာပါတယ်အတွင်းမြင်တချို့ကတော့အပေါ်ယံမှာမပြောင်းလဲတယ်လို့မြင်ရပေမဲ့အတွင်းမှာတိတ်တိတ်ကလေးပြောင်းလဲတွားတတ်ကြပါတယ်ရေစက်ရှိတဲ့လောက်ပဲကြုံတွေ့ရမှာမို့ဘသူနဲ့ပဲဖြစ်ဖြစ်အချိန်ရှိတုန်းစုံခဲ့ဖူးကြတဲ့လူတိုင်းကိုတန်ဖိုးထားပါတယ်အချိန်တို့အတွင်းမှာအမြဲတမ်းအတွက်တာဝန်မထမ်းနိုင်ပေမဲ့အချိန်တို့အတွင်းမှာပဲဖြစ်ဖြစ်အမှန်တကယ်ဖြူစင်တန့်ရှင်းစွာနဲ့နှလုံးသားတစ်စိတ်ကိုတွေးတတ်လာပါတယ်ခွန်းလွတ်နိုင်တဲ့လောက်ခွန်းလွတ်ပါခွန်းမလွတ်နိုင်ရင်တော့ထွက်ခွာဖို့မေ့ပစ်ခြင်းကိုပဲရွေးပါတဲ့မပတ်သက်ခြင်းနဲ့ကိုယ်စိတ်အေးချမ်းမှုကိုရွေးချယ်တတ်လာတဲ့ဒီအရွယ်မှာတော့အနိုင်ယူဖို့မဟုတ်ဘဲနဲ့စိတ်အေးချမ်းဖို့ကိုပဲတန်ဖိုးထားပါတော့မယ်အချစ်ဆိုတာလဲဆွဲလန်းခြင်းထက်လွတ်ချတတ်ခြင်းကပိုထိရောက်တယ်အသက်အရွယ်ကြီးလာတဲ့အခါမှာရှုပ်ထွေးတဲ့စိတ်ခံစားချက်ထက်တိတ်ဆိတ်တဲ့နားလည်မှုကိုပဲပိုပြီးမှတ်မောလာပါတယ်အခုကအရွယ်တစ်ခုကိုရောက်လာတာမို့အရင်ကလိုမျောလင်းတဲ့စိတ်နဲ့မဟုတ်ပဲလက်ရှိကိုလက်ခံတက်လာပါပြီတိတ်ဆိတ်ခြင်းထဲမှာလည်းငြိမ်းချမ်းမှုရှိတယ်ပျော်ရွှင်မှုဆိုတာအပြစ်မှမဟုတ်ဘဲနဲ့ကိုယ်အတွင်းမှာပဲရှိနေတတ်တဲ့အရာပါ